ယုံကြည်ဖို့ဆိုတာတော်တော်ခက်တယ်ဒါမို့ဘုန်းကြီးတို့က tourist guide လုပ်တဲ့လူတွေပြောထားတခါတော့မက္ကဆီကိုကအမျိုးသမီးတွေဘုရားဘာသာဖြစ်စားတယ်မက္ကဆီကန်လူမျိုး30လောက်ရောက်လာတော့အမျိုးသမီးတယောက်ကသူမကြေတတ်တာလေးကိုမေးတယ်မေးခွန်းမေးပြရစေဆိုပြီးမေးကြသူမေးတာဘာတော့ဆိုသူမန္တလေးမဟာမြတ်မုနီဘုရားကြီးတဲ့ဝင်လာတော့သူစိတ်ထဲမှာမကြေမနက်တဲ့ဆိုင်းဘုတ်ကလေးတစ်ခုတွေ့လာတယ်အမျိုးသမီးမဝင်ရဆက်ဆိုင်းဘုတ်သွားတွေ့တယ်ကျင့်တတ်ဘူးဒါဗုဒ္ဓဇင်လားတဲ့ဗုဒ္ဓဘာသာဒီလိုခွဲခြားလုပ်သလားလို့မေးတာ Is it this Buddhism ဗုဒ္ဓဘာသာ discrimination လုပ်သလားလို့ဆိုဘုန်းကြီးကတော့သူတလုံးနဲ့ပဲဖြေတာ This is not Buddhism this is a tradition ဒါတို့ရဲ့ tradition မှာ Buddhism နဲ့မဆိုင်ပါဘူးလို့မြတ်စွာဘုရားကအမျိုးသားတွေယဟန္တာဖြစ်ပြီးတော့အသိဉာဏ်တွေ enlightenment ကိုရနိုင်တယ်လို့မျိုးသမီးတွေလည်းရနိုင်တာပဲဒီဘက်မှာခွဲခြားတာမရှိဘူးမျိုးသမီးရတဲ့တရားနဲ့အမျိုးရဲ့သားရတဲ့တရားအထူးခြားတယ်လို့တစ်ခါမှဟောတာမရှိဘူးဒါလူလောက society ကခွဲခြားတဲ့စနစ်တွေပါလို့ဘုရားအနေနဲ့ခွဲတာမဟုတ်ပါဘူးလို့အပြောတော့သူကျေနပ်သွားသို့တော့ guide လုပ်တဲ့လူကဘာပြောတော့ဆိုထမိန်တွေနဲ့ဖျားရှိမှမသိတော်လို့ဆိုပို့ဆိုးသွားတာသူတို့မှထမိန်ရဲ့လုံကြီးရဲ့ရှိတာမှမဟုတ်တာတီဟိုမှာဆိုရင်ထမိန်တောင်မှခေါင်းပေါင်းသေးတယ်အမျိုးသမီးဝတ်တဲ့ထမိန်ခေါင်းပေါင်းပြီးတာဒီကိုယ်တိုင်မြင်ခဲ့တာပါအမျိုးသားတွေဗမာပြည်မှာသာခွဲခြားနေပါလေလုံနေတယ်ဟိုအမြင်ချင်းမတူတာကိုပြောတာပါသူတို့မှခေါင်းရင်ချီရင်မရှိဘူးလက်နဲ့ပြတယ်လို့ပဲခြေထောက်နဲ့လည်းပြတာပဲဗမာကျတော့ခြေထောက်နဲ့ပြရင်သိရိုင်းတယ် impolite နော်သိရိုင်းတယ်လို့ထင်တယ်သူတို့ကျတော့ခြေထောက်နဲ့လက်တူတူပဲကိုပိုင်နာကြီးပဲနှစ်ခုစလုံးအထက်နဲ့အောက်ကပြောင်းရင်ပြောင်းရတာပဲလေဘာမှမထူကိုယ်ခန္ဓာကိုယ်ထဲမှာရှိတာတွေကြီးပဲအဲ့တော့ဒါတွေကအယူဆတွေပဲ tradition တွေပဲလို့ဒီလိုခွဲခြားပြီးတော့သိဖို့လိုတယ်နောက်ကြိုက်ထီးရုံးမှာတခါပြောကြမျိုးသမီးတွေဘာလို့မဝင်ရတာတော့မျိုးသမီးတွေတဲ့ဟာမိုးချိန်ပြီးတော့မိုးကြိုးပြစ်တတ်တယ်ဘာညာနဲ့ဟိုဝင်သွားတော့မိုးကြိုးကမပြစ်တော့ခက်ကိုပြောတာတွေအလကားဖြစ်တာပေါ့မဟုတ်ဘူးပြောလိုက် tradition ဒိုးနိုင်ငံရဲ့ဒါ tradition ပဲအများလိုက်နာရတဲ့ tradition ဆိုတာ reasonable ဖြစ်မှာပေါ့ tradition ရဲ့သဘောကအများယုံကြည်လိုက်သူတို့လည်းရှိတာပဲ tradition တွေကိုယ်နိုင်ငံမှာကိုရှိတာမဟုတ်အဲ tradition လို့ပြောတာမှန်ကန်ဆုံးပဲကြံတဲ့ဟာတွေရှောက်ပြောလို့ရှိရင်မဖြစ်ရင်ဒုက္ခရောက်